ဒီနေ့မှာလာမွေးငါမွေးထားတဲ့သူတိုင်းတည်ထားတဲ့အကြောင်းလေးကိုပြောပြမယ်အဲ့ဒါတော့ဗာလဲဆိုရင်ကျွန်တော်တို့ protein တွေအများကြီးပါတယ် live food လို့ခေါ်တယ်စာရှင်တွေအကြောင်းဒီဗီဒီယိုထဲမှာတော့အဲ့ဒီစာရှင်လို့ခေါ်တဲ့ live food တွေထဲမှာ mosquito larvae လို့ခေါ်တဲ့ပိုးလော်လန့်လေးအကြောင်းပြောသွားမှာဖြစ်ပါတယ်ဟာပိုးလော်လန့်မဲ့ဒီအိမ်နောက်ကရေစီထဲမှာတော့ရှိနေတာပဲအမှန်ပဲတယူလိုက်မှာပေါ့လို့ပြောနေလူတွေအတွက်ခဏလေးပါအဲ့ဒီပိုးလော်လန့်လေးတွေကတင်ငါးတွေအတွက်နေရာဖြစ်စေနိုင်ပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုထဲမှာတော့အဲ့ဒီပိုးလော်လန့်လေးတွေကိုဘယ်လိုမျိုးတန်တန်ရှင်းရှင်းနဲ့ကိုယ့်အိမ်မှာကိုငါးလေးတွေအတွက်ဖောက်လို့ရမလဲဆိုတာကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်အရင်ဆုံးဒီပိုးလော်လန့်လေးအကြောင်းပြောခဲ့မှာကျွန်တော်တို့ချင်းအကြောင်းကိုအနေငယ်တည်ထားဖို့လိုမယ်ဒီချင်းကောင်ဖြစ်လာဖို့ဆိုရင်အဆင့်၄ဆင့်ဖြတ်တန်းပြီးတော့မှသူတို့ကချင်းဖြစ်လာကြဖြစ်တယ်အဲ့ဒီအဆင့်၄ဆင့်မှာဆိုရင် egg larva pupa နဲ့ mosquito ဆိုတဲ့အရွယ်ရောက်ပြီးသားချင်းအဆူရောမှအဆင့်၄ဆင့်ရှိပါတယ်ပထမဆုံးဒီချင်းမကြီးရပါတော့ရေရှိတဲ့နေရာတစ်ခုမှာသူကဥချလိုက်မယ်အဲ့ဒီဥကနေမို့ဒုတိယအဆင့်ဖြစ်တဲ့ larva လေးဖြစ်လာမယ်အဲ့ဒီ larva အဆင့်မှာကျွန်တော်တို့ပိုးလော်လန့်လို့ခေါ်ဖြစ်ပါတယ်အဲ့ဒီပိုးလော်လန့်နေမို့တစ်ဆင့် pupa လို့ခေါ်တဲ့ပိုးလောင်းရွယ်မျိုးလေးဖြစ်လာမယ်အဲ့ဒီပိုးလောင်းလေးတွေကဘာနဲ့တူလဲဆိုတော့ပေါက်ဖက်တို့ဘာတို့ကနေမို့လိပ်ပြမပြောင်းခင်မှာအိမ်လေးထဲမှာနေပုံစံမျိုးလေးခေါ်ပါတယ်အဲ့ဒီအဆင့်ကနေမို့ရောက်ပြီးသားအချင်းအဆင့်ကိုဖြတ်တန်းလာဖြစ်ပါတယ်โอเคဆိုတော့အချင်းအကြောင်းကိုကြံမြင်မသိပြီဆိုတော့ဒီပိုးလော်လန့်လေးကိုအိမ်မှာဘယ်လိုမျိုးတန်တန်ရှင်းနဲ့ဖောက်မလဲဆိုတော့ပြောပြသွားမယ်ပိုးလော်လန့်ဖောက်နည်းတာနည်းမျိုးရှိရပါတော့ဒါကတော့ကျွန်တော်တို့အိမ်မှာလွယ်တကူရှိတဲ့ပစ္စည်းလေးနဲ့ဖောက်လို့ရအောင်ကျွန်တော်ပြောပြသွားဖြစ်ပါတယ်ပထမဆုံးလိုအပ်တဲ့ပစ္စည်းလေးကတော့ပုံတစ်ခုပေါ့နော်ဒီပုံအမဲရောင်တို့ဒါမှမဟုတ်ဒီအိုးတို့အလင်းရောင်မပေါက်တဲ့ပုံစံမျိုးဟာလေးဆိုပိုကောင်းပါတယ်နောက်ပြီးတော့စံစည်းလိုပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီပိုးလော်လန့်လေးပေါက်လာရင်ကျွန်တော်တို့သူတို့အစာကျွေးဖို့အတွက်ပဲနိုလေးထည့်ပေးလို့ရပါတယ်ဒါမှမဟုတ်ပဲနိုမဟုတ်ဘူးဆိုရင်လည်းမပြောသည့်အခွန်ကိုထည့်ပေးလို့ရပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကချင်းဥစုမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အဲ့ဒီခုနပြောတဲ့ပုံထဲမှာငါးကန်တွေကရေဒါမှမဟုတ်မိုးရေကိုသုံးလို့ရပါတယ်အဲ့ဒီကန်ထဲကိုကျွန်တော်တို့ရေ3လက်မနဲ့5လက်မလောက်ထည့်မယ်ထည့်ပြီးလို့ရှိရင်စံစည်းကိုထည့်ပြီးရင်အဲ့ဒီစံစည်းနဲ့တမဝအောင်မွေးလိုက်မယ်မွေးပြီးသွားလို့ရှိရင်အရေးရပြီးတော့မှဒီလေကောင်းလေတန့်ဝင်ထွက်နိုင်တဲ့နေရာမျိုးမှာထားလိုက်မယ်အဲ့လိုမျိုး1ရက်2ရက်လောက်ထားပြီးတဲ့အချိန်မှာကျွန်တော်တို့ဒီရေထဲမှာချင်းဥလေးတွေ့ရမှာဖြစ်ပါတယ်ချင်းဥလေးကဘယ်လိုပုံစံမျိုးလဲဆိုတော့မဲသက်လေးပေါ့နော်အဲ့ဒါကိုအစုလိုက်ပြုံလိုက်ရှိနေအောင်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီချင်းဥလေးရလာပြီဆိုရင်အဲ့ဒီချင်းဥလေးကိုနော်တေချာလေးစစ်ထုတ်ပြီးတော့မှရေတန့်တစ်ခုထဲမှာပြောင်းပြီးတော့ရွှေ့ထားလိုက်ပါမယ်ပြီးတော့အဲ့လိုရွှေ့ထားပြီးသွားပြီဆိုရင်ကျွန်တော်တို့အပေါ်ကနေမို့ပိတ်စာအပါလေးအုပ်ထားပေးလို့ရတယ်ဒါမှမဟုတ်စကားလေးပေါ့နော်အဲ့လိုမျိုးတစ်ခုအကောင့်နေပါရင်မဝင်အောင်အဲ့လိုမျိုးဖုံးထားပေးလို့ရတယ်အဲ့လိုပြောင်းရွှေ့ပြီးတော့တေချာဖုံးအုပ်ထားပြီးလို့2ရက်ကြာပြီးတော့ရှင်တော့တင်းရဲ့အရေးထဲမှာပိုးလော်လန့်လေးဖြစ်နေအောင်တွေ့ရပါလိမ့်မယ်အဲ့ဒီပိုးလော်လန့်လေးကိုကျွေးဖို့ဆိုရင်တော့ကျွန်တော်တို့ခုနပြောလိုမျိုးအိမ်မှာလွယ်ကူရှိတဲ့ပဲနိုတို့ဘာလို့ထည့်ပေးလို့ရတယ်ဒါမှမဟုတ်အလွယ်ကူဆုံးဖြစ်တဲ့ပျော်သီးခွန်တို့ဘာလို့ထည့်ပေးလို့လည်းရတယ်ပိုးလော်လန့်ဖြစ်ပြီးလို့2ရက်3ရက်လောက်ကြာပြီဆိုရင်တော့အဲ့ဒါ protein ပြည့်သွားတဲ့ပိုးလော်လန့်လေးဖြစ်နေဖြစ်ပါတယ်အဲ့ဒီအချိန်မှာတင်းရဲ့ငါးတွေကိုအဲ့ဒီပိုးလော်လန့်လေးကိုကျွေးနိုင်ဖြစ်ပါတယ်မကျွေးခင်တည်ထားမှာတော့ပိုးလော်လန့်လေးကိုအရင်ဆုံးရေတန့်လေးနဲ့စစ်ပြီးတော့မှကျွေးရင်ပိုကောင်းပါတယ်အရေးကြီးဆုံးချက်ကတော့ဒီပိုးလော်လန့်တွေကပေါ့သူတို့ရဲ့ပိုးလော်လန့်ဘဝမှာ9ရက်နဲ့9ရက်ကြာတဲ့ကြောင့်မလို့အဲ့ဒီအတွင်းမှာဒီပိုးလော်လန့်တွေကိုအသုံးပြုဖို့လိုပါမယ်အဲ့လိုမှမဟုတ်ရင်ချင်းဖြစ်ပြီးတော့မှတင်းအောင်ဒုက္ခပေးနိုင်လို့ဖြစ်ပါတယ်ဒါကတော့ငါးမွေးထားတဲ့သူတိုင်းတည်ထားတဲ့ mosquito larvae လို့ခေါ်တဲ့ပိုးလော်လန့်လေးတွေကိုကိုယ့်ရဲ့ငါးလေးအတွက်ဘယ်လိုမျိုး live food အနေနဲ့သုံးရမလဲဆိုတော့ပြပြသွားဖြစ်ပါတယ်ဒီပိုးလော်လန့်တွေကပေါ့နော် protein တွေအများကြီးပါတဲ့ကြောင့်မလို့ငါးတွေအရင်ကြပါတယ်အထူးသဖြင့် beta တို့ molly တို့ guppy တို့လိုမျိုးငါးတွေကပိုကြိုက်ကြပါတယ်ဒီပိုးလော်လန့်လေးတွေကိုအစာရှင်ဖြစ်အသုံးပြုမှဆိုရင်ငါးတွေ protein များများရမယ် protein များများရတော့ဒီကြီးထွားမှုနှုန်းမြန်လာမယ်ပြီးတော့ဒီ beta တို့လိုမျိုးငါးတွေမှာဆိုရင်အယောင်ပိုတက်လာမယ် breeding phase အတွက်အစာလုပ်မယ်ဆိုရင်လည်းကောင်းတယ်ပြီးတော့ natural hunting behavior ဖြစ်စေတယ်ဆိုတဲ့အကျိုးကျေးဇူးတွေရရှိနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီပိုးလော်လန့်လေးတွေကိုတခြားမထိန်းသိမ်းတတ်ဘူးဆိုရင်တော့ခြေနေဖြစ်လာမယ်ခြေနေပေါ်များလာတဲ့ကြောင့်မလို့မလာရီးယားတို့ဇီကာတို့လိုမျိုးရောဂါပိုးတွေပြန်လည်လာနိုင်တယ်ဘက်တီးရီးယားတွေပေါက်လာနိုင်တယ်ဆိုတဲ့ဆိုးကျိုးတွေလည်းရရှိနိုင်တယ်ဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်ဒီ mosquito larvae လို့ခေါ်တဲ့ပိုးလော်လန့်လေးတွေကချင်း life cycle ရဲ့ဒီရေထဲမှာနေတဲ့အဆင့်ကိုခေါ်တာဖြစ်ပါတယ်ပုံမှန်အနေနဲ့ယောဂပိုးတွေကိုပင်ပန်းစေနိုင်တယ်ဆိုပေမဲ့စနစ်တကျနဲ့တေချာထိန်းသိမ်းမှဆိုရင်ကိုယ်အိမ်မှာမွေးထားတဲ့အလှမွေးငါးတွေအတွက် live food အနေနဲ့အသုံးပြုလို့ရတဲ့အစာတွေဖြစ်လာမှာဖြစ်ပါတယ်ဒီဗီဒီယိုကြံပြုချင်တာပဲဖြစ်ဖြစ်လိုအပ်ချက်လေးတွေကိုလည်း comment မှာပြပြသွားလို့ရပါတယ် see you